Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လက်ဆောင်လေးနဲ့ပေါ့နော်A နဲ့ပတ်သက်တဲ့ vocabulary 15လုံးကိုမျှဝေထားမှာပဲဖြစ်ပါတယ်A B B E Y a babe ဆို Christian ကျောင်းလေးကိုပြောတာပါ A B O A R D abroad ဆိုတာကတော့ရင်ပေါ်သူပြောတာပေါ့A B O A R D abroad ကတော့ပြင်ပသူမတူပါဘူး A B O A R D နဲ့ A B R O A D နဲ့မတူပါဘူးဟိုက abroad ဟိုက abroad A C R O B A D acrobat ဆိုတာကတော့ကျုံးမကိုပြောတာပေါ့တချို့ကျုံးမဆော့ရည်ရှိရလေဒါကိုတော့ acrobat လို့ပြောပါတယ်number 5ကတော့ ADMIR admire ပေါ့ admire ဆိုတာကတော့ချီးကျူးဒီကိုပြောတာပါချစ်မြတ်နိုးဒီကိုလည်းအဓိပ္ပာယ်ရတယ်ပေါ့နော်လူတစ်ယောက်ကိုချီးကျူးရဆိုပြီးတော့I admire ပေါ့ဟာသူမကိုချီးကျူးတယ်ဒီလိုပြောလို့ရတယ်ပြီးတော့ I admire teacher ငါတော့ဆရာမကိုချစ်တယ်ချစ်မြတ်နိုးတယ်ဒီလိုပြောလို့ရတယ်ပေါ့နော် AFDERWARD after war ဆိုနောက်မှာပေါ့နော်for example ပြောရမယ်ဆိုရင်အမေကခိုင်းလိုက်တယ်နောက်မှလုပ်မယ်ဆိုတော့ after war I will do next one ပေါ့ဒီမျိုးလေးပြောလို့ရတယ်ပေါ့နော်ပေါ့ဆိုတော့ ANCH ရော encourse ဆိုတာကြတော့ encourse အင်ကားလို့လည်းပြောလို့ရတယ်ပေါ့နော် ANCH ရော encourse ဆိုတာကြတော့ကြောက်စူးကိုပြောတာပါပြီးတော့ ANORAK anox ဆိုတာကြတော့ interact လို့လည်းပြောလို့ရတယ် interact လို့ပြောလို့ရတယ်ခေါင်းစွပ်ပါအပေါ်အင်ဂျီကိုပြောတာ AQUARIUM aquarium ဆိုတာကြတော့ငါးပြားတိုက် ASHS ဆိုတာကြပြဒါကပြကိုပြောချင်တာဆိုတဲ့အတွက်ကြောင့်မလို့ဟိုမှာမဲနေလို့ဘာလို့သွားမြင်စီချင်တာမဟုတ်ပါဘူးဘယ်လိုပြောရမလဲဆေးလိပ်ဟေပြားပေါ့မိသွေးပြားထင်းမီးရဲ့ပြားပေါ့ဒီလိုပြားကိုပြောချင်တာဟိုမှာ ASHSTRA13S3 ဆိုပြားခွဲဒါဆိုရှင်တဘောပေါက်သွားပြီဥမာပေါ့တော့ဆေးလိပ်မီပြားထည့်ခွက်ကလေးတွေပေါ့ဒီလိုမျိုးတွေပြောချင်တာပြီးတော့ရှင်စည်းခွေပြားဖြစ်သွားတဲ့အောက်ကအခန်းခွက်ကလေးပေါ့ဒီလိုမျိုးတွေပြောချင်တာပေါ့နော် ASTRONOM ရ astronomer ဆိုတော့နက္ခတ္တဗေဒပညာရှင်ကိုပြော astronomer နက္ခတ္တဗေဒပညာရှင်ကိုပြောတာပါကောင်းကင်မှာပေါ့နော်ကျေတာယာတွေဒါတွေကိုကျွမ်းကျင်တဲ့သူပေါ့ASTRONAUD astronaut ဆိုတာကြတော့အာကာသယာဉ်မှုကိုပြောတာပေါ့နော်AVENUE avenue ဆိုတာကြတော့ရိပ်သာလမ်းကိုပြောတာပေါ့နော်ရိပ်သာတွေသွားမယ်လမ်းရိပ်သာလမ်းသူတို့လေးပြောလို့ရတယ်ပေါ့နော်ရိပ်သာကိုသွားတဲ့လမ်းလေးပေါ့ avenues လို့ပြောလို့ရပါတယ် ARCHITECD accredited ဆိုတာကြတော့ပိတုကပညာရှင်ကိုပြောတာပေါ့နော်ဒါလေးကတော့ဒီ vocabulary အပိုင်း